အခုဒါချောင်းတယောက်နေပါတော့ချောင်းကြောင်နေတာမမွေးပေါ့ဟိုကျွန်တော်စပင်ကဘာပြဿနာဖြစ်တယ်လဲဆိုတော့ကိုယ့်ကိုခေါင်းလျှော်လို့မရဘူးအမြဲတမ်းဆိုင်မှာသွားလျှော်တာအမြဲဆိုင်မှာသွားလျှော်ရတယ်ဆိုတဲ့ခါကျတော့မမွေးရတော့ကျွန်တော်ကိုယ့်ကိုစပင်ခေါင်းလျှော်လို့ရှိရင်လည်းစပင်လေးကသက်သက်လေးကိုဖြစ်နေတယ်အစင်ကြီးတဲ့ဟာမျိုးတွေမမွေးရဘူးလို့ပြောတယ်တကယ်ဟုတ်မဟုတ်ကျွန်တော်စမ်းလက်ကြည့်နေတာကြောက်လိုက်တာကောင်းရင်ကြောက်အခုလုံးမှာတော့ keratin treatment ပေါ့အဲဒါမဲ့သူနဲ့အတူတူကျွန်တော်နောက်ထပ်ပြီးမိတ်ဆက်ပေးချင်သွားတာကတော့ hair and scalp restoration treatment ဖြစ်ပါတယ်အတူဘာအတွက်ကောင်းလဲဆိုတော့ယောက်ျားလေးရောမိန်းကလေးရောသပင်ကျွတ်တဲ့လူတွေအတွက်ကောင်းတယ်ဗျကျွန်တော်လိုနှစ်ဖူးကျယ်တဲ့လူတွေရှင်းပြောလို့ရှင်တော့ထိပ်ပြောင်ပါကိုစိုးရင်တဲ့လူတွေအတွက်ကတော့ဒီ treatment ကအရင်အဆင်ပြေမှသိကြတယ်ဗျဘာလို့ဆိုဒီ treatment ကိုလုပ်ပြီးသွားတာနဲ့သပင်တွေကအားပြန်ကောင်းလာမယ်သပင်ကျွတ်တာတွေနည်းလာမယ် baby hair တွေပြန်ပေါက်လာမယ်ကဲဒါဆိုရင်ကျွန်တော်လိုမျိုးပြောင်ပါကိုစိုးရင်နေသူတွေအတွက်ကတော့ဒီလောက်ဆိုတော်တော်အဆင်ပြေပြီထင်တယ်နော်အဲ့တော့ချောင်းမှာလာပြီးလုပ်ကြည့်ဖို့အားလုံးဖိတ်ခေါ်ပါတယ်ရှိဘူးပါနော်ဒီဟောလည်းအပြောမှာဟာနော်အရင်တော့မလိုက်လို့ပြန်ဘူးကောင်းကောက်လို့ဆိုလို့ရှိရင်ဟိုဝိုင်းနေတယ်ဘယ်ဟိုကမဟုတ်ဘူးတယ်ရပွေးလို့ပဲဟုတ်တယ်ခွေးလို့ဆိုရဖွာနေတယ်ဒါပေမဲ့ခုအဲ့ဟိုဟာလေ treatment လေးလုပ်ပြီးတော့ကီရာတီလာလားကီရာတင်ကီရာတီ treatment လေးလုပ်ပြီးတော့ရှင်ပါရစင်ဒီပါကြီးရလှပါအခုကတာပါတယ်ဘယ်လိုခေါ်မလဲတူပါမယ်ဘာမှတယ်ရတော့လက်ပါစားကတ်နေအခုတရေဆောက်ကလည်းအစီအစဉ်ပါဒါကိုရလို့ရှိတာပေါ့ဟောဒါကိုရလို့ပြောတာအဲ့ဒါဆိုရင်ရှိရခွေးရှိတယ်အဲ့တော့ကျွန်တော်ခွေးမျိုးခွေးလို့ရှိတယ်ဟုတ်တယ်ရမဟုတ်ကြည့်တယ်မဟုတ်နိုင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါရှင်ခွေးမျိုးသားချင်းပြလိုက်